express များအားလုံးမြင်လာပါခင်ဗျာဒီတစ်ခါကျရင်အပြုံးမင်းသားလေးစက်ရင်မွေးနေ့တပင်ခန်းနာမှာဖျော်ဖြေတင်ဆက်ထားတဲ့ကြံရှိနေသော performance လေးတချို့ကိုကျွန်တော်ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကထုံးစံတိုင်းပါပဲဒီ performance နဲ့ပတ်သက်ပြီးတော့မကြည့်ရသေးတဲ့ပရိသတ်တွေအားလုံးအတွက်ကိုကျွန်တော်ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့လေပရိသတ်တွေအားလုံးကလည်းကျွန်တော်နဲ့အတူတူစူးစမ်းပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီ performance လေးကတော့ပြုံးမင်းသားလေးစက်ရင်မွေးရဲ့မွေးနေ့ထိမ့်မှန်နေနဲ့မွေးနေ့တပင်အခမ်းအနားမှာလာရောက်ပြီးတော့ဝမ်းရံအားပေးထားတဲ့မင်းသမီး2ယောက်ကမင်းသားအတွက်တေးတချင်းနေနဲ့မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ performance လေးကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီမင်းသမီး2ယောက်ကတော့ပရိသတ်တို့သိပြီးသားလို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာတယောက်ကတော့ရေကြီးချမ်းမြဖြစ်ပြီးတော့တယောက်ကတော့ဒေသူပတိပိုမဖြစ်ပါတယ်သူတို့ရဲ့ performance နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ let's go ဒါကတော့ရီကြီးချမ်းများနဲ့ပြုံးမင်းသားလေးစက်ရင်မိုးတို့ရဲ့ performance လေးကိုပထမဦးစွာတင်ဆက်ပေးလိုက်ပါဖြစ်ပါခင်ဗျာကဲနားစီမိပါခင်ဗျာတန်လေးနည်းနည်းလေးတိုးတယ်နော်ဒါကတော့နောက်တစ်ယောက်ပေါ့နော်မင်းသမီးဂေတုမဏီပုံမှန်ဖြစ်ပါတယ်ခင်ဗျာခေါင်းဆောင်ကဖြစ်ခင်ရမိုင်းမလေးနဲ့နှစ်ပါးလေးနဲ့ခိုင်းတော့ကောင်းလိုက်မယ်ဆိုရင်စိတ်ကူးတဲ့လေပေါ့အမှုတရားရန်တော်တဲ့ခါကျတော့အခုလိုမျိုးစက်တော်ကြီးလူကလည်းနှစ်ပါးတော့လူကလည်းအခုလိုရှင်းဆိုတော့ဒီလိုမှလာပြီးပါလေကြည့်နေတယ်ဝိနည်းလက်ဆောင်ပေးပြီးတဲ့ကိုနဲ့ဆရာကိုလည်းကျေးဇူးများတင်ပါတယ်။ဘာလို့လဲဒီလိုပြောကျွန်တော်တို့တော့ပြန်တယ်
ကဲအခုကျွန်တော်တင်ဆက်ထားတာကတော့ပြုံးမင်းသားလေးစိုက်ရင်မို့30နှစ်ပြည့်မွေးနေ့တပင်ခန်းနာမှာမင်းသားအတွက်လာရောက်ဝန်းရံပြီးတော့အားဖြည့်ပေးထားတဲ့ဂေတုပတိဘုံမနဲ့ရေကြီးချက်များတို့ရဲ့ performance လေးဖြစ်ပါတယ်ခင်ဗျာဒီ performance နဲ့ပတ်သက်ပြီးတော့မင်းသမီး2ယောက်ကလည်းတော်တော်လေးကိုလည်းတော်ကြပါတယ်ဒီဆိုတဲ့နေရာမှာလည်းတကယ်ကိုမင်းသမီးရဲ့အရေးချင်းနဲ့လုံးဝပြီးွားတဲ့performance လေးကိုပေးစွမ်းနိုင်တယ်ပြီးကြတော့တယောက်တစ်မျိုးစီကောင်းကြတာပေါ့နော်ရေကြီးချက်များကလည်းနာမည်နဲ့လိုက်အောင်တော်တော်လေးကိုအေးချမ်းချမ်းနဲ့တီဆိုသွားနိုင်တယ်ဂေတုပတိဘုံမကလည်းသူ့ဟာနဲ့သူအရန်ကောင်းပါတယ်ဒီမင်းသမီးနှစ်လက်စလုံးကတော့ပြုံးမင်းသားလေးစိုက်ရင်မို့ရဲ့မွေးနေ့တပင်ခန်းနာမှာဘာဝင်အားပြည့်ပေးထားတဲ့မင်းသမီးနှစ်လက်ဖြစ်ပါတယ်အဲကြောင့်မလို့ပြိတ္တတော်အနေနဲ့ကလည်းအခုဖျော်ဖြေတင်ဆက်ထားတဲ့ performance လေးကိုကျွန်တော်တို့ဘယ်သူကအကောင်းဆုံးဘယ်သူကလိုအပ်နေလဲဆိုတာအဲ့လိုမျိုးမသုံးသပ်ပဲနေပါတော့ performance အနေနဲ့ပဲကြည့်ပေးကြပါဘာဖြစ်လို့လဲဆိုတော့အခုလိုပုံစံမျိုးကိုကျွန်တော်တို့ရောက်တစ်မျိုးစီသုံးသပ်လိုက်တဲ့အခါကျရင်ဘယ်လိုပြောမလဲ bad light လို့ဖြစ်သွားမှာဆိုလို့လေတချို့ကလည်း bad မလိုက်ပဲနဲ့ကိုကစိတ်ထင်ရကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းသုံးသပ်ပေးလိုက်လို့ရှိရင်လည်းတချို့ပရိသတ်တွေကမကြိုက်ဘူးပေါ့နော်သူတို့ကဘာဖြစ်ဒီ performance နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က performance အနေနဲ့ပဲကြည့်ပေးသွားစေချင်ပါတယ်ခင်ဗျာကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျာအခုကျွန်တော်တင်ဆက်ပေးထားတဲ့ performance နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေအနေနဲ့ဘယ်လောက်ထိကြီးနဲ့အားရဖွယ်ရှိလဲဆိုတော့ comment ထဲမှာတခုခုရေးပေးခဲ့ပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ယူမပြည့်လဲဆုံးတွေ့ကြဖိတ်ခေါ်ချင်ပါတယ် bye bye